သောတာပန်လူချင်းသောတာပန်အချင်းချင်းမှရမှာပေါ့ဗျာ ကျမပါဗျာ သူကဘာမှမဟုတ်ဘူးမတွေးရင်ရ မှန်ပါဗျာ တခါတခါတို့နာခါတို့ပါရှိပါကူပါဖေပါယူပါ ကျမပါဗျာ သောတာပန်ကမတွေးရင်ရသည် မှန်ပါဗျာ သူကငါတလုံးဖြုတ်သွားတာဟုတ် ကျမ အဲ့တော့တွေးတာကဟိုတွေးလို့ငါဖြစ်တာမဟုတ်ဘူးလား မှန်ပါဗျာ ငါရလို့ပြီးကြရှိလို့လားဗျာ မရှိပါဘူးဗျာ တွေးလို့ဖြစ်တာမတွေးရင်ပြတ်တယ်ဒါပါလေ ကျမပါဗျာ သောတာပန်မြတ်ခေးနာမှာဖြီးပေါ်ပြီးဖို့အဲ့တော့မတွေးနဲ့လေ ကျမဗျာ လောက်ပြကြီးလားလို့မတွေးနဲ့ မှန်ပါဗျာ အဲ့ဒါသောတာပန်ဖြစ်ကြီးရဲ့ကြောင်းပဲ မှန်ပါဗျာ သူ့မှာဟိုအိမ်တော်သားမွေးတွေရပြီးငါးပါးသောတိခါပုတ်ပဲလူပြီးငါးပါးကခင်ဗျားတို့လူနဲ့လည်းမဆိုင်ဘူးဟိုဟာလေးဘာသာနဲ့လည်းမဆိုင်ဘူး မှန်ပါဗျာ တရားသမားနဲ့လည်းမဆိုင်ဘူးလူဖြစ်ရင်ကျင့်ရမှာ ပါပါဗျာ